ဒီနေ့တော့ကွာရှင်းတာနဲ့ပတ်သက်ပြီးပြောပြပေးမယ်။လင်မယားတွေစိတ်သဘောထားမတိုက်ဆိုင်တော့လို့ခွဲနေကြရင်ကွာရှင်းမှုမြောက်ပါသလားအဖြေကတော့လုံးဝမမြောက်ပါဘူး။ယောက်ျားဖြစ်ဖြစ်မိန်းမကဖြစ်ဖြစ်ထားခဲ့ရင်ကွာရှင်းမှုမြောက်ပါသလားဒီအတွက်အဖြေကလည်းလုံးဝမမြောက်ပါဘူး။ဒါပေမဲ့ထားခဲ့ခံရတဲ့ယောက်ျားသို့မဟုတ်မိန်းမကတော့ကွာရှင်းလို့ကတရားရုံးမှာကွာရှင်းခွင့်တောင်းနိုင်ပါတယ်။အိမ်တော်ရေးပြစ်မှုကျူးလွန်တဲ့အိမ်တော်ဘက်ကိုတော့ကွာရှင်းနိုင်တယ်လို့တလင်တမယာဥပဒေအရအရေးယူနိုင်ပါတယ်။တလင်တမယာဥပဒေကပြဋ္ဌာန်းချက်များကိုကောက်နှုတ်တင်ပြပါမယ်။ပုံမှန်30ဥပဒေတရရဲ့အရာဖြစ်စေကိုးကွယ်ရာဘာသာအရာဖြစ်စေဓလေ့ထုံးတမ်းအရာဖြစ်စေလင်နှင့်မယားတဦးသို့မဟုတ်တဦးထက်ပို၍တရားဝင်ထိမ်းများပြီးသည့်ယောက်ျားသို့မဟုတ်မိန်းမသည်အဆိုပါထိမ်းများမှုတည်မြဲနေစဉ်ကာလအတွင်းဤဥပဒေအာဏာတည်သည့်နေ့မှစ၍အခြားသူတဦးနှင့်ထပ်မံထိမ်းများခြင်းမပြုရသို့မဟုတ်လင်မယားအဖြစ်တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရပုံမှန်7ယောက်ျားသို့မဟုတ်မိန်းမသည်ယခင်ကထိမ်းများခဲ့ဘူးလျင်ရင်းတို့ထိမ်းများခဲ့ဘူးကြောင်းအတိပေးကြေညာ၍ယခင်အိမ်တော်နှင့်တရားဝင်ကွာရှင်းပြတ်ဆဲပြီးဖြစ်ကြောင်းခိုင်မာသည့်အထောက်အထားတင်ပြနိုင်လျင်အခြားသူတဦးနှင့်ထပ်မံ၍ထိမ်းများနိုင်သည်ပုံမှန်7မည်သူမျှဥပဒေတရရဲ့အရာဖြစ်စေကိုးကွယ်ရာဘာသာအရာဖြစ်စေဓလေ့ထုံးတမ်းအရာဖြစ်စေထိမ်းများမှုအတည်ဖြစ်နေစဉ်ထပ်မံ၍ထိမ်းများမှုမပြုရသို့မဟုတ်လင်မယားအဖြစ်တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရဒီပြဋ္ဌာန်းချက်တွေကိုချိုးဖောက်ရင်ထိုက်သင့်မဲ့ပြစ်ဒဏ်တွေကတော့ပုံမှန်73မည်သူမဆိုပုံမှန်10သို့မဟုတ်ပုံမှန်10နှစ်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ချင်းခံရလျင်ထိုသူကို9နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်ပုံမှန်14တည်ဆဲဥပဒေတရရဲ့အရာဖြစ်စေကိုးကွယ်ရာဘာသာအရာဖြစ်စေဓလေ့ထုံးတမ်းအရာဖြစ်စေထိမ်းများမှုအတည်ဖြစ်နေစဉ်လင်သို့မဟုတ်မယားသည်အခြားသူနှင့်ထပ်မံ၍ထိမ်းများလျင်ဤဥပဒေအရအိမ်တော်ရေးပြစ်မှုကိုကျူးလွန်ခြင်းဖြစ်၍ကြံသည့်မယားသို့မဟုတ်လင်ကလင်မယားကွာရှင်းခွင့်ရှိသည်ပုံမှန်15ပုံမှန်14အရလင်မယားကွာရှင်းရာတွင်အိမ်တော်ရေးပြစ်မှုကျူးလွန်သူသည်နှစ်ဦးပိုင်ပစ္စည်းနှင့်ဆက်လင်း၍ရင်း၏အခွင့်အရေးများဆုံးရှုံးခြင်းခံရမည်ပုံမှန်16ဥပဒေတရရဲ့အရာဖြစ်စေကိုးကွယ်ရာဘာသာအရာဖြစ်စေဓလေ့ထုံးတမ်းအရာဖြစ်စေထိမ်းများပြီးသောယောက်ျားတဦးသည်အဆိုပါထိမ်းများမှုအတည်ဖြစ်နေစဉ်အခြားမိန်းမတဦးနှင့်ထပ်မံထိမ်းများပါကတရားမဝင်ထိမ်းများခြင်းဖြစ်သဖြင့်နောက်မိန်းမသည်ထိုယောက်ျား၏အမွေကိုဆက်ခံခွင့်မရှိစေရနောက်မိန်းမယူသည့်ယောက်ျားသည်လည်းပထမမိန်းမနှင့်နောက်မိန်းမတို့၏အမွေကိုဆက်ခံခွင့်မရှိစေရပုံမှန်19မည်သူမဆိုဥပဒေတရရဲ့အရာဖြစ်စေကိုးကွယ်ရာဘာသာအရာဖြစ်စေဓလေ့ထုံးတမ်းအရာဖြစ်စေထိမ်းများပြီးသောယောက်ျားသို့မဟုတ်မိန်းမတဦးသည်အဆိုပါထိမ်းများမှုအတည်ဖြစ်နေစဉ်ရင်းထိမ်းများမှုကိုထိမ်းချန်၍အခြားယောက်ျားသို့မဟုတ်မိန်းမတဦးကိုထပ်မံထိမ်းများပါက10နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်အတူချုံပြီးပြောရရင်တလင်တမယာစနစ်ကိုပဲကျင့်သုံးရမှာဖြစ်ပြီးလက်ထပ်ပေါင်းသင်းမှုအတည်ဖြစ်နေစဉ်အခြားမိန်းမသို့မဟုတ်အခြားယောက်ျားကိုလက်ထပ်ထိမ်းများလို့မရပါဘူးခမအားလုံးကျန်းမာချမ်းသာကြပါစေ